မင်္ဂလာပါ IDM ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဧရိယာတွေကဖလန်းဆောင်အမှတ်နဲ့နယ်မြေအမြန်လန်းအနီးမှာတိစောက်နေတဲ့မိုးပြန်ရထားတစ်စင်းမတ်လ15ရက်နေ့မနက်စောပိုင်းမှာပြိုကျခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကနဦးရရှိတဲ့သတင်းတွေအရတရားပြိုကျတာကြောင့်မြန်မာနိုင်ငံသား2ဦးအပါအဝင်5ဦးသေဆုံးခဲ့ပြီး24ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။သေဆုံးခဲ့တဲ့မြန်မာနိုင်ငံသား2ဦးကတော့ကိုစင်ကိုအောင်နဲ့ကိုနိုင်လင်းအောင်ဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီးကတော့သေဆုံးသူတွေအတွက်ရော်ကြေးပေးဆောင်စီမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြိုကျရတဲ့အကြောင်းရင်းကိုတော့အာဏာပိုင်တွေကစစ်ဆေးနေပြီးတာဝန်ရှိသူတွေကိုအရေးယူသွားမယ်လို့ဘန်ကောက်မြို့ရဲမှူးကပြောဆိုကြောင်းလည်းဖော်ပြထားပါတယ်။အမျိုးသားလုံခြုံရေးကိုတင်းကျပ်ဖို့ရည်ရွယ်ထားတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း42နိုင်ငံကနိုင်ငံသားတွေကိုထိခိုက်စေနိုင်တဲ့ခရီးသွားလာမှုဗီဇာကန့်သတ်ချက်အသစ်တွေကိုအမေရိကန်အစိုးရကစဉ်းစားနေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကတော့တစ်စိတ်တစ်ပိုင်းဗီဇာဆိုင်းငံ့ခံရတဲ့နိုင်ငံစင်းထဲမှာပါဝင်နေပြီးအဲ့ဒီနိုင်ငံတွေဟာအလဲပတ်ခရီးသွားဗီဇာ၊ကျောင်းသားဗီဇာနဲ့အခြားဗီဇာအမျိုးအစားတချို့ကိုဝင်ရောက်ခွင့်ကန့်သတ်နိုင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံနဲ့အတူအီရီထရီးယား၊ဟေတီ၊လာအိုနဲ့တောင်ဆူဒန်နိုင်ငံတွေကတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုစင်းမှာပါဝင်နေပြီးအီရန်နဲ့မြောက်ကိုရီးယားအပါအဝင်10နိုင်ငံကတော့ဗီဇာအပြည့်အဝပိတ်ပင်ခံရမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဘီလာရုစ်၊ပါကစ္စတန်စတဲ့26နိုင်ငံကိုလည်းရက်60အကြိမ်ပေးထားတယ်လို့ဆိုပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကတော့ပြန်လည်သုံးသပ်တဲ့ဒီအဆိုပြုချက်ဟာလူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုလုပ်ငန်းစဉ်တွေမှာလုံခြုံရေးစိုးရိမ်မှုတွေနဲ့ချို့ယွင်းချက်တွေကိုဖြစ်နိုင်ခြေရှိတဲ့ကန့်သတ်ချက်တွေအတွက်အဓိကအကြောင်းရင်းဖြစ်တယ်လို့ကိုကဖော်ပြထားပါတယ်။တကယ်လို့အဆိုပါမူဝါဒကိုတည်ပြုလိုက်မယ်ဆိုရင်တော့ပညာရေးအလဲပတ်ဒါမှမဟုတ်အလုံးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေနဲ့အမေရိကန်ကိုတွားရောက်ဖို့ကြိုးစားနေတဲ့မြန်မာနိုင်ငံသားတွေပေါ်တိတိတတ်အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာစု18 birthday campaign အတွက်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုတွေတွေ့ဆုံခဲ့ပြီးရန်ပုံငွေအဖြစ်အမေရိကန်ဒေါ်လာ92,000ကျော်ရရှိတယ်လို့သိရပါတယ်။ King Eric လို့လည်းခေါ်တဲ့ကိုထိန်လင်းဟာမတ်လ15ရက်နေ့ကအမေရိကန်နိုင်ငံကိုစု18 birthday campaign အတွက်မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ရောက်ရှိနေတာဖြစ်ပါတယ်။အဆိုပါတွေ့ဆုံပွဲကိုကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးနော်ဆူဆန်နာလှလှထွန်းဒေါအောင်ဆန်းစုကြည်ရဲ့စီးပွားရေးကြံပေးရှောင်းတာနယ်တို့လည်းပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နယူးယောက်ဒေသခံမြန်မာမိသားစုတွေအပါအဝင်နီးစပ်ရာမြို့တွေကမြန်မာမိသားစုတွေမြန်မာຫນွေဦးတော်လှန်ရေးထောက်ပို့အဖွဲ့တွေစုစုပေါင်း1000နီးပါးလည်းတက်ရောက်ခဲ့ကြပါတယ်။အဆိုပါတွေ့ဆုံပွဲအတွင်းကိုထိန်လင်းရဲ့ပုံတူပကြီးကားကိုအမေရိကန်ဒေါ်လာ8888ဒေါ်လာစု18 birthday calendar ကိုအမေရိကန်ဒေါ်လာ9500နဲ့လေလံတင်ရောင်းချခဲ့ရပါတယ်။ဒါ့အပြင်စု18 birthday postcard တွေလည်းရောင်းချခဲ့ရပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက်ထောက်ပံ့ရန်ပုံငွေစုစုပေါင်းအမေရိကန်ဒေါ်လာ92,000ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။